စားလိုက် channel 1အခု channel 1ထားတာလေရပြီလား channel 1ဒီမှာဒါလေးကိုမမေ့နဲ့နော်ဒီ supply ကိုအသုံးပြုတယ်ဆိုရင်ဒီဘို့တိုင်းကွက်ထဲမှာဘို့ပေါ်နေတယ်ဆိုရင်အောက်ဘို့ဘာဖြစ်နေပြီတော့ထွက်နေပြီနော်ဘို့ပေါ်နေတယ်ဆိုရင်အနေရရှိတယ်လို့နော်နည်းနည်းလေးမှတ်လိုက်နော်ပြမှတ်လိုက်အနေရကင်းနေတယ်ဆိုလို့ရှိရင်အောက်ဘို့ကိုပိတ်ထားလိုက်ရတယ်ဟောကလေးပိတ်ထားလဲရတယ်ဟောတော့ကြာအောက်ဘို့ကြီးပိတ်ထားတယ်နော်အောက်ဘို့ကြီးပိတ်ထားမှမသိဘူးမပိတ်ထားမှမသိဟော channel 1ကိုနှိပ်လိုက်တယ်ဗောနော် channel 1ကိုနှိပ်လိုက်တာလည်းသူကဒီမှာ ampere လေးပဲလှုပ်ပြတယ်မို့ကလှုပ်မပြအဲ့ဒါဆိုလိုတာမလို့သိတာစေခြင်းလို့ပဲမို့ထွက်မနေသေးဘူးလို့ဆိုလိုတာနော်အဲ့ဒီနေသားမှာဒီမှာ supply ကြီးနဲ့ဘုတ်တွေဘုတ်မှာချိတ်ပြီးတော့ကြက်တလောက်လို့ဘာမှလက်ရောက်မှာမဟုတ်ဘူးနော်လက်ရောက်မှာမဟုတ်အဲ့တော့ဘာလုပ်ပေးရမှာနော်အောက်ဘုတ်ဆိုတဲ့ကလပ်ကိုနှိပ်ပေးနေဘုတ်တစ်ခုချိတ်ပြီးတော့နှုတ်ကြည့်အောင်သူ့ရဲ့ ampere ကစားပုံကစားနည်းလေးနော် ampere ရုံးပုံရုံးနည်းလေးဒါလေးကြည့်အောင်ဘောမှာ supply about no နေနဲ့မှန်အောင်ညက်နေနဲ့မှန်အောင်ညက်ထားပြီးသွားပြီညက်လာပြီချိန်မှာဒီမှာ ampere နည်းနည်းမှလှုပ်ရှားမှုမရှိဘူးမရှိတဲ့အတွက်ဒီ circuit board အနေနဲ့ input ဘိုင်းဆိုင်ရာကောင်းတယ် input ဘိုင်းဆိုင်ရာဘာ short မှမရှိဘူးအဲ့တော့စကနှုတ်ကြည့်မယ်ဒီမှာ ampere တက်ပုံလေးကြည့်မယ်နော်ဒီကောင်ကသူက3 digit ဆိုတော့အဓိကဒီနော်ဒီ3ညရဲ့စတဲ့လှုပ်ရှားမှုသွားရမယ်နော်ဒီ3ညရဲ့စပြီးတော့မလှုပ်ရှားရဘူးအဲ့ဒါလေးကိုမိအောင်ကြည့်ကြည့်လိုက်ကြည့်မယ်ဟုတ်နော်ဒီတော့ညဒီနောက်ဆုံးကမီလီအမ်ပီယာအဲ့လောက်ကြီးကြည့်နေကြမလို့ခုနဒီအလဲ3ညအရင်လှုပ်ရှားရမလားဒီမှာ1 ampere ရှင်းတော့ကဖုံးဖြစ်တဲ့အတွက်2 ampere လောက်ဆိုလို့ရှိရင်စက္ကန့်နိုးပြီနော် logo ပေါ်ပြီခုဒီမှာ 0.34 တွေဒီရောက်သွားပြီဒါဆိုဒီမှာစက္ကန့်နိုးနေတဲ့အနေထားစက္ကန့်နိုးနေကို digit တွေဘယ်လိုလဲမီလီအမ်ပီယာလေးတွေထိပြတယ်အပေါ်ကအားလေးတွေကမီလီအမ်ပီယာလေးတွေနော်စိတ်ကလေးတွေပါတယ်နော်ဒါဆိုလို့ရှိရင်သူကစက္ကန့်နိုးပြီးသွားပြီနိုးပြီးသွားပြီမဟောတော့ပါတော့စက္ကရင်ကဖွင့်တာတွေပါတယ်မလုပ်တဲ့အတွက်ပြန်ပြီးတော့စလိသွားတဲ့အနေထားဟုတ်ပြီနော်အဲ့ပြီးတော့နောက်တစ်ခုကသူက short ကာကွယ်ရေး function ပါတယ်ဟော Q စနစ်ကလေးပေါ့နော် Q function ပါတယ်သတိပေးတဲ့အသံမြည်ပေးတဲ့ function လည်းပါတယ်ဟောဒါတော့1 ampere 2 ampere supply နေတော့ပါလေအဲ့ဒါလေးကတော့တခြား supply တွေမှာလည်းတော်တော်များများရင်းနှီးကြပြီသားပါနော်ဒီကောင်လေးတော့ OCB ရဲ့ OCB ရဲ့ OCB ဆိုတာက over current protection ကိုပြောတာနော် over current လည်းပြောရင်တော့ short ပါပဲနော် short ဘိုင်းဆိုင်ရာဝင်လာခဲ့ရင်ကာကွယ်ရေးအတွက်ဒီကောင်တစ်ခုတောင်းတာအဲ့တော့ခုဒီမှာဒါကိုနှိပ်ပေးထားတယ်လေနော်ဒီမှာမီးစိမ်းလေးလင်းနေတာဒါဒီကောင်နဲ့ဒီကောင်နဲ့ဆိုလို့ရှိရင် supply မတော်တဆနှစ်ခုပိုးသွားတာတို့နော်ဘုံတို့ချိန်တဲ့ခါမှာဗရီဘောင်းတို့မှချိန်မိတာတို့ဒါမှမဟုတ် short ကြနေတဲ့ဘုံမှာသွားချိန်မိတာတို့ short ရှိလို့ရှိနေမှာ short ပြလို့ကြနေမှာပေါ်ပြပေးပြီးတော့ short ကြမှသိသွားရင်ဘိုးကိုလည်းဖြတ်ချပေးနော်ဒါတော့လုံခြုံရေးပိုင်းလုံခြုံရေးအတွက် function လေးအဲ့တော့ရုံးဆိုသူချင်းချင်းပို့ကြည့်ပြမယ်နော်ဟောတီလို့မြည်ပြီးတော့3လည်းပေးတယ်ပြီးတော့ဒီကဘိုးတွေလည်းဘာဖြစ်သွားနော်0ဖြစ်သွားတယ်နော်မခွာမဲနဲ့ပြန်လုံနေအများနဲ့သူကဒီလိုလုပ်ဘိုးကတစ်ချက်ထွက်ပြီမဲ့တစ်ချက်ထွက်လိုက်တာနဲ့ short နဲ့တန်းတို့ရင်ပြန်ပြီးတော့ဖြတ်ချမယ်ဒီလိုလေးသွားအဲ့ဒါလေးကတော့အသုံးကြတယ်နော်နမောနမဲသမားတွေအတွက်အသုံးကြတယ်တော့ဒီမှာဗရီအပေါင်းတို့ချိတ်တယ်
ဒီပေါင်းတော့ချိန်တဲ့အခါမှာဒါမှားချိန်ကြည့်မယ်နော်မှားချိန်ကြည့်မှားချိန်မိသလားမှားမချိန်ဘူးလားဒီအောင်ဒုတိယညက်ကိုကျတော့တက်မညက်နဲ့ထိုံလေးထိကြည့်လိုက်ထိုံလေးထိကြည့်လို့မှာတတိတိမြည်တယ်ဆိုရင်ဒါမောင်းလို့မှားလို့ပဲအကယ်၍မမှားရင်ဘုတ်ကဘာဖြစ်နေလဲ short ရှိနေလို့ပဲ input short နော်တကယ်လို့ကမှားမသိမမှားမသိပရိအပေါင်းလားမသိအနှုတ်လားမသိဆိုရင်ပြောင်းပြန်ပြန်ချက်ကြည့်ပေါ့နော်ပြောင်းပြန်ပြန်ချက်ကြည့်တော့ဘာအမြာမှာမယုံတော့ဘူးဒါဆိုလို့ရှိရင်နော်အလျှော်လည်းမရှိဘူးအပေါင်းတို့ချက်တာလည်းမှန်တယ်လို့သိရတယ်ဒါကဒီဘက်က function လေးတော့ကပဲအဲ့ဒါပို့ပြီးတော့ကြမ်းတဲ့ကာကွယ်ရေးပေါ့အဲ့ဒါပို့ပြီးတော့လုံခြုံရေးရအောင်နောက်ထပ် function တစ်ခုလောက်ထားသေးတယ်ဒါဒီခုန on ဆိုတဲ့ဟာလေးနော်ဒီချိန်ပဲမှားဝင်ပေးမယ်ဟိုဘာကတာစီစဉ်မှုဒီချိန်ပြစ်လိုက်တာနဲ့နောက်တစ်ချိန်မှာဒီ supply ကိုအလုံးလုံးခွင့်မပေးတော့အဲ့ဒါလေးကိုနှိပ်ကြည့်မယ်ဒီအောင်လေးမီးပြောင်းလဲသွားလိမ့်မယ်ဟုတ်ဒါဆိုလို့ရှိရင်တော့ဒီချိန်ပဲနော်ဟိုဘာကတာ short စီစဉ်မှုဒီချိန်ပဲလက်သင့်ခံမယ်ပို့ကြည့်မယ်နော်နော်တီတော့မလို့တော့တီပဲတီပြီးရင်ဒီမှာဘာလုပ်ပလိုက်တာဟာအကောင်လုံးပိတ်ပလိုက်တယ် disable လုပ်လိုက်တဲ့သဘောပေါ့နော်ဘုံတဘုံမှာအထွက်မခံတော့နောက်ထပ်တဲသလောက်ပူတော့နော်ဘာမှဖြစ်တော့ဘာမှဖြစ်နေမှာမလားဒီမှာဘာမထွက်တော့ဘူးဘုံကိုထွက်မပေးတော့တာနော်ဒီချိန်ပဲမှားခွင့်ပေးလိုက်တာဒီ function လေးရတယ်နားတော့ကြီးတော့လောက်ဆရာမလုပ်ပါဘူးနော်ပြောမယ်ဆိုရင်တော့ဒီလုံခြုံရေးပိုင်းဆိုင်ရာအများကြီးကိုထည့်ပေးထားတာပဲအဲ့တော့ဒါလေးဆိုလုံလောက်ပါနော်ဒါလေးဆိုခုနဒီနေ့ခုနည်းနည်းရောကျင်နေဒီကောင်နေနဲ့လည်းလုံခြုံရေးရတယ်ပြီးတော့ဒီ output ဆိုတာအဖွင့်ပိတ်လောက်ထားလို့လည်းရတယ်နောက်ဆုံးကတော့ power clock အဲ့လိုအဲ့ဒါဒီ function လေးတွေကတော့ဒီတခြား supply လေးတွေမှာလည်းသူရှိရ supply လေးမှာလည်းပါတာများပါတယ်စားမမြင်ဒါကကောက် OCB ဒီမှာ off OCB နောက်ပြီးတော့နောက်ထပ်တော့ automatic function တစ်ခုတိုးလာတယ်ဒီကောင်လေးမှာအဲ့ဒါပါလဲဆိုတော့ဒီကောင်ဒီ function သုံးခုပေါ့နော်ဒီမှာ click လေးနဲ့ကြောင်းလေးဒီမှာ5 volt 8.4 volt 15 volt ဆိုပြီးတော့3မျိုးအဲ့တော့ဒီကလုံးနှိပ်လိုက်လို့ရှိရင်အဲ့ဒီ function နဲ့ဝင်သွားမယ်ဝင်သွားပြီဆိုလို့ရှိရင်ဒီကအခုဒီ channel တွေနဲ့သတ်မှတ်ထားတာနဲ့မဆိုင်တော့ channel တွေကနေလွတ်ထွက်သွားတယ်နော်ဒါလည်းပြောမယ်ဆို channel တစ်ခုသဘောမျိုးနော်ဒီ function ကဒီကောင်တွေမှာအသစ်တိုးတာအသစ်ပါတာဒီမှာဒီကလုတ်ကလေးနဲ့ဒါတွေကိုပုံစားပြုနော်အဲ့တော့ဒါကိုနှိပ်ကြည့်မယ်ဒါကိုနှိပ်လိုက်တာနဲ့ဒီကောင်တွေရက်ဆိုင်သွားမယ်နော်သူ့ထဲဝင်သွားတယ်ဒီမှာ5 volt function နဲ့ဝင်သွားတဲ့အတွက်ဒီမှာဘာပေါ်သွားရတော့5 volt ampere ကဘယ်လောက်ပြနေတယ်လဲကြည့်လိုက်လေနော် ampere က2 ampere 8.4 တဲ့ရောက်သွားပြီနောက်တစ်ခါနှိပ်လိုက်ရင်15 volt တဲ့ရောက်သွားမယ်နော်သူကလည်း15 volt 2 ampereသူကလည်း ampere တွေချိန်လို့ရတယ်နော်1 ampere နဲ့ထားမလား 0.5 ampere နဲ့ထားမလား 1.5 ampere နဲ့ထားမလားဘုံကတော့ automatic နော်ဒီထဲကိုထားမှတော့ဒါ15 volt တောက်လျှောက်ထွက်နေမှာပဲ15 volt နော်ခုဒီမှာတိုက်ကြည့်အောင်ဟုတ်တယ်လားနော်15 volt အဲ့တော့ဒီ function ကိုဝင်ထားတယ်ဆိုတာဒီ channel တွေနဲ့မဆိုင်တော့ channel တွေရက်ဆိုင်သွားဟုတ်ပြီနော်နောက်တစ်ချက်နှိပ်လိုက်ရင်သူကဒါ free ဖြစ်သွားတယ် free နော် free ဖြစ်သွားပြီဆိုတော့ဒီကောင်အနေနဲ့လဲဆိုင်သွားပြီဒီမှာတန်တလောက်ဘို့တွေတင်တာ short တာတွေလုံးလို့ရတယ်နော်ဆိုတော့ဒီမှာ15အထိပဲသတ်မှတ်တာနော်အခုဒီကောင်ဘာပြီးမှလင်းမနေဘူးဒါနော် free channel နဲ့ရောက်သွားတယ်ဆိုတဲ့အနေထားမှာဘို့30အထိတင်လို့ရတယ်ဘို့30အဲ့ဒါကမှဒါ free channel နော်ဒါနေတယ်လည်းမဟုတ်သေးဘူးနော်အခုကနော် free channel ampere ဘက်ကိုကြည့် ampere တော့ဒီမှာခုနရှိနေတဲ့အတိုင်း2 ampere နော်အဲ့ကောင်ဒီမှာတို့ TV တွေပါတယ် TV circuit တွေပါတယ်မှာနော်ဟို19 volt 16 volt ဟို30တို့စသည်အပြင်ကျွေးခြင်းနဲ့
ကျွေးကြည့်ခြင်းတဲ့အခါမျိုးမှာဒီကောင်